မင်းကလေးရဲ့ဝမ်းပိုက်ဟာတိတိတာတာကြီးထွက်နေပါပြီ CEO ရဲ့မိထွေးဖြစ်သူဟာကိုဝန်ဆောင်ပိုက်ပေါ်မှာငကားပုံစံအမှတ်အသားတစ်ခုကိုတတိထားမိသွားတာကြောင့်အန်အောမင်တက်သွားပါတယ်ဒီအမှတ်အသားဟာရှင်မျိုးရိုးရဲ့တွေးသားရင်းမြစ်ကိုဝန်ဆောင်တွေမှာသာပေါ်လာတတ်တဲ့အမှတ်အသားဖြစ်ပါတယ်အဲ့ဒီကလေးဟာ CEO ရဲ့ကလေးဖြစ်နိုင်တယ်ဆိုတာသူမှချက်ချင်းရမိသွားပါတယ်ဒါကိုအတီးပြုတ်ဖို့အတွက်အဲ့ဒီညကနိုင်ရေးအိမ်မှာတကယ်ပါဖြစ်ခဲ့တယ်လဲဆိုတာကိုစုံစမ်းဖို့လူလွတ်လိုက်ပါတယ်စစ်ဆေးကြည့်တဲ့အခါမှာတော့အဲ့ဒီညကနိုင်ရေးအိမ်မှာမင်းကလေးနဲ့ CEO တို့တကယ်ပဲဆုံတွေ့ခဲ့ကြတာကိုသိလိုက်ရပါတယ်ဒါပေမဲ့သူမဟာအမှန်တရားကိုဖုံးကွယ်ဖို့အတွက်အဖွားအိုကြီးကိုအမှန်တိုင်းမပြောဘဲမင်းကလေးဟာအလောင်းနဲ့အတူအိတ်ခဲ့တာပါဆိုပြီးမဟုတ်မမှန်ဆွဆွဲလိုက်ပါတယ်တုံလို့စရာကောင်းတာကအဖွားအိုကြီးကဒါကိုယုံကြည်သွားပြီးမင်းကလေးကိုအားလုံးရှေ့မှာရင်ဆိုင်ခိုင်းပါတော့တယ်ဘိုက်ထဲကကလေးဟာတည်ဆုံးသွားတဲ့သူရဲ့တရေကလေးဖြစ်တယ်လို့ဆွဆွဲပြီးကိုဝန်ဖျက်ချဖို့နဲ့ရှင်မိသားစုကနေနှင်ထုတ်ဖို့ပါတောင်းဆိုကြပါတယ်အဲ့ဒီအချိန်မှာပဲ CEO ဟာစောင့်ကြည့်ရေးကင်မရာမှတ်တမ်းတွေကိုလက်ခံရရှိလိုက်ပြီးချက်ချင်းပဲတုံ့လုပ်သွားပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီညကသူ့ဘဝထဲကိုရောက်လာခဲ့တဲ့မင်းကလေးကိုနောက်ဆုံးတော့သူရှာတွေ့သွားပြီဖြစ်လို့ပါပဲဒါဟာဘိုက်ထဲကကလေးကသူ့ကလေးဆိုတာလုံးဝတည်ချသွားပါပြီဒါပေမဲ့တစ်ဖက်မှာတော့မင်းကလေးဟာအဆုံးစွန်ထိအနှိမ့်ဆက်ခံနေရပါတယ်သူတို့ဟာကလေးကိုဖျက်ချဖို့အတင်းကျပ်ဖိအားပေးနေကြသလို CEO ပေးထားတဲ့ပုတီးစေးလေးကိုလည်းရေကူးကန်နဲ့ပစ်ချလိုက်ကြပါတယ်လက်ထောက်ဖြစ်သူကသူမအနိုင်ကျင့်ခံနေရတာကိုသိလိုက်ရတာကြောင့် CEO ဟာရှင်မိသားစုအိမ်စီကိုချက်ချင်းအပြေးလွှားပြန်လာခဲ့ပါတယ်မင်းကလေးဟာရေကူးကန်နဲ့နစ်မြုပ်သွားတဲ့ပုတီးစေးလေးကိုကြည့်ပြီးဘိုက်ကြီးတကားကားနဲ့ပဲရေထဲဆင်းစေဖို့ကြိုးစားပါတယ်ဘာလို့လဲဆိုတော့ဒါဟာ CEO စီကရထားတာဖြစ်ပြီးသူမအတွက်တော့အရာအလုံးထက်တက်မှုရှိလို့ပါပဲဒါပေမဲ့ပုတီးကိုရှာတွေ့တဲ့အချိန်မှာပဲသူမဟာဘိုင်းနာပြီးလာမစေပဲလေးမွေးခြင်းနဲ့ဝေဒနာကိုအပြင်းထန်ခံစားလိုက်ရပါတယ်သူမဟာအသေးအတန်အကူအညီတောင်းနေပေမဲ့ရှင်မိသားစုကတော့သူမကိုကယ်တင်မဲ့အစားအသေးကောင်းနဲ့တောင်အတူအိတ်တဲ့မိမဆိုပြီးဆဲဆိုစော်ကားနေကြပါတယ်မင်းကလေးဟာရေကန်ထဲကိုဖြည်းဖြည်းချင်းနစ်မြုပ်သွားတဲ့အချိန်မှာပဲ CEO ဟာအိမ်ကိုရောက်ရှိလာပါတော့တယ်အဖွားအိုကြီးဟာမင်းကလေးရဲ့ဘိုက်ပေါ်ကငကားမှတ်သားကိုမြင်လိုက်ရတော့မှပဲဒီကလေးဟာသူမရဲ့မျက်ရင်းခောက်ခောက်ဖြစ်တယ်ဆိုတာကိုသိသွားပါတော့တယ်ဘာလို့လဲဆိုတော့ဒီငကားမှတ်သားဟာရှင်မျိုးရိုးရဲ့တွေးသားရင်းမြစ်တွေမှာပဲရှိတယ်လို့ပါအဖွားအိုကြီးကကလေးမွေးပြီးတာနဲ့အမွေအားလုံးဟာ CEO စီကိုတက်ရောက်ရှိမှဖြစ်ပြီးဒီမင်းကလေးဟာလည်းရှင်မိသားစုရဲ့ကတော့ဖြစ်လာမယ်လို့ကြေညာလိုက်ပါတယ်ဒါဟာမကောင်းကြံစည်နေတဲ့မိထွေးရဲ့မိသားစုကိုအကြီးကျယ်ထိတ်လန့်သွားစေပါတယ် CEO ကလည်းဒီမိထွေးရဲ့မိသားစုဟာသူ့ဇနီးကိုရေထဲနစ်သက်ဖို့စ조사ခဲ့တာကိုသိနေတာကြောင့်ကောက်ကျစ်တဲ့မိထွေးဟာအဖွားအိုကြီးကိုတိုင်းတစ်ဖွဲချက်ချင်းတုံးချပြီးအပြစ်လွတ်အောင်စ조사ပါတော့တယ်သူမရဲ့မြေကျွေးမက်ကိုပြန်လည်ပေးဆက်တဲ့အနေနဲ့အဖွားအိုကြီးဟာဇိမ်ခံပြီးလာ10လုံးစူပါကားတွေနဲ့ကုမ္ပဏီရှယ်ယာ20ရာခိုင်နှုန်းကိုချက်ချင်းလွှဲပြောင်းပေးလိုက်ပါတယ်ဒါအပြင်မိသားစုအမွေနှစ်ဖြစ်တဲ့လက်ကောက်ကိုပါဆင်မြန်းပေးခဲ့ပါတယ်မင်းကလေးဟာသူမကိုသူမနားမလည်နိုင်ဖြစ်နေပါတယ်သူမမှာကြောက်စရာကောင်းတဲ့မွေးရပါအမှတ်တစ်ခုရှိနေတယ်လို့ပညာလဲသိမတတ်ပဲလူတွေတွေကိုမိတ်ကလိန်ပေးတဲ့အလုပ်ပဲလုပ်တတ်တာပါဒါကို CEO ကဘာလို့သူမပေါ်ဒီလောက်တောင်ကောင်းနေရတာလဲ CEO ကသူမကိုညင်တာစွာချော့မော့လိုက်ပါတယ်သူ့အတွက်တော့သူမဟာအမြဲတမ်းအလှဆုံးဖြစ်နေမှာဖြစ်ပြီးတကယ်တော့သူဟာသူမကိုချစ်နေခဲ့တာအနှစ်20ကျော်နေပြီလို့ပြောပါတယ်ဒါပေမဲ့သူတို့တွေ့ခဲ့တာမကြသေးဘူးလေ CEO ကအကျိုးအကြောင်းရှင်းပြဖို့စ조사တော့မှပဲဖုန်းတကောဝင်လာတာကြောင့်အရင်ထွက်သွားခဲ့ရပါတယ်ဆေးစစ်ပြီးနောက်မှာတော့ဆရာဝန်ကသူမရဲ့ကိုယ်ဝန်ဟာမမြဲဘူးဖြစ်နေတာကြောင့်ကလေးကိုထိန်းဖို့9ရက်တိဆေးထိုးရမယ်လို့ပြောပါတယ်ဒီစကားတွေကိုတကားပြင်ကနေကောက်ကျစ်တဲ့အမျိုးသမီးကချောင်းနှားထောင်နေတာကိုသူတို့မသိခဲ့ကြပါဘူးမိသားစုရဲ့စီးစိမ်တွေကိုပြန်ခိုးဖို့အတွက်မိထွေးဟာဘိုင်းရက်စပိုးတစ်မျိုးကိုရယူခဲ့ပြီးအဲ့ဒါကိုကိုဝန်ထင်းဆေးရဲကိုထိုးသွင်းဖို့ကြံစီပါတယ်သူမရဲ့သားကတာအကြီးဆုံးမြေဦးကိုအရင်မွေးနိုင်မယ်ဆိုရင်ရှင်မိသားစုရဲ့အရာအလုံးဟာသူတို့လက်ထဲရောက်လာမှာပါဒါနဲ့မိထွေးဟာမင်းကလေးရဲ့အခန်းထဲကိုခိုးဝင်ပြီးစေးတိတာထဲမှာဘိုင်းရက်စ်ကိုဝတ်ထားလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲသူမရဲ့ခင်ပွန်းကလက်ကိုမတော်တဆထိခိုက်မိသွားပါတယ်သူမရဲ့သားသွေးတွေအများကြီးထွက်နေတာကိုမြင်တော့မိထွေးဟာထိတ်လန့်ကြတဲ့မိသားစုဆရာဝန်ကိုချက်ချင်းခေါ်လိုက်ပါတယ်ဆရာဝန်ကစေးတိတာကိုတည်ပြီးအပြေးလွှားရောက်လာပါတယ်ဒဏ်ရာကတန်ချေတက်နေတဲ့အရာတစ်ခုနဲ့ရှင်းမိတာကြောင့်ပိုးမဝင်အောင်မေးခိုင်ပိုးသက်ဆေးထိုးရမယ်လို့ပြောပါတယ်ဒါပေမဲ့မေးခိုင်ပိုးသက်ဆေးဟာ AIB bias နဲ့အလဲလဲအလောက်ခံထားရပြီးသားပါကန်ဆိုးချင်တော့အဲ့ဒီ bias ဆေးဟာသူမရဲ့သားကိုယ်တိုင်စီကိုထိုးသွင်းခြင်းခံလိုက်ရပါတော့တယ်ဘာမှမသိတဲ့သားဖြစ်သူကတော့ဆေးထိုးပြီးတဲ့အခါလန်းဆန်းတက်ချော့သွားတယ်လို့တောင်ပြောနေပါသေးတယ်မကြခင်မှာပဲမင်းကလေးမွေးဖွားရမယ့်အချိန်ရောက်လာပါတယ်မိထွေးရဲ့မိသားစုကတော့သူမမွေးဖွားမှုကြရှုံးမှာကိုစောင့်ကြည့်နေပေမဲ့သူမဟာကျမ်းမာတန်ဆွမ်းတဲ့သားလေးကိုပေးကင်းစွာမွေးဖွားနိုင်ခဲ့ပါတယ်အဖွားအိုကြီးကတော့ပျော်မဆုံးဖြစ်နေပြီးကောက်ချစ်တဲ့လူတစုကတော့အကြီးကျယ်တုံးလှုပ်သွားကြပါတယ်အဖွားအိုကြီးကကလေးတစ်လပြည့်မွေးနေ့ပွဲမှာအမွေဆက်ခံမဲ့သူကိုတရားဝင်ကြေညာမယ်လို့ပြောလိုက်ပါတယ်ငါကတော့အရန်ကျေနပ်တာပဲညတိုင်းဒီလက်ဆောင်ကြီးကိုလက်ခံရရှိပြီးရင်သူမဘလို့ဆက်ပြီးပြုံးနေမလဲဆိုတာငါစောင့်ကြည့်ချင်သေးတယ်လို့မိထွေးကကျုံးဝါလိုက်ပါတော့တယ်ကလေးရဲ့တစ်လပြည့်မွေးနေ့ပွဲမှာမိထွေးဟာသူမရဲ့သားနဲ့အတူရောက်ရှိလာပါတယ်အဖွားအိုကြီးကတော့သူမရဲ့မြေချွေးမကိုဆုလက်အနေနဲ့ဇင်ခံအိမ်တလုံးနဲ့ကားတစ်စီးကိုချက်ချင်းပေးအပ်ဖို့ပြင်ပါတယ်အဲ့ဒီအချိန်မှာပဲမိထွေးဖြစ်သူကဒါကိုဓာတ်စီးဖို့ရုတ်တရက်ထပြောပါတော့တယ်သူမဟာမင်းကလေးနဲ့ကလေးမှာ AIB ဘိုးရှိနေရဆိုတဲ့အလိညာတစ်ခုကိုပြောလိုက်ပါတယ်ဧည့်သည်တွေအားလုံးဟာကူးစက်ရောဂါတစ်ခုလိုထိတ်လန့်ပြီးသူမနားကနေချက်ချင်းရှောင်ဖယ်သွားကြပါတယ်အဲ့ဒီနောက်မိထွေးဖြစ်သူကမင်းကလေးမှာ AIB ဘိုးရှိတယ်ဆိုတဲ့သက်သေဖြစ် AIB စစ်ဆေးချက်အတူတစ်ခုကိုထုတ်ပြပါတယ်သူမလုံးဝမသိလိုက်တာကတော့တကယ်တမ်းပိုးကူးစက်ခံထားရသူဟာသူမရဲ့တာရင်ဖြစ်နေတာပါအစောပိုင်းကမိထွေးဖြစ်သူရဲ့သားလက်ထံရတော့ကဆရာဝန်ဟာမေးခိုင်ဘိုးသက်ဆေးစာ AIB ဘိုးကိုမှားယွင်းထိုးမိခဲ့တာဖြစ်ပါတယ်ဘာမှမသိသေးတဲ့မိထွေးဖြစ်သူကတော့မင်းကလေးကိုရှင်မိသားစုကနေနှင်ထုတ်ပြီးပိုင်ဆိုင်မှုအားလုံးကိုတိမ့်ပိုက်ဖို့စီစဉ်နေသေးပါပဲအဖွားအိုကြီးဟာမိထွေးဖြစ်သူရဲ့အလိညာတွေကိုယုံကြည်သွားပြီးမင်းကလေးကိုရှင်မိသားစုကပေးထားတဲ့ပိုင်ဆိုင်မှုအားလုံးပြန်ပေးဖို့နဲ့မိသားစုကနေနှင်ထုတ်မယ်လို့ချက်ချင်းအမိန့်ပေးပါတော့တယ်ဘာမှမသိသေးတဲ့ CEO ကတော့သူ့ဇနီးအတွက်ကိန်းမုန်းတစ်လုံးလုပ်ပေးနေတော့မှာပဲအဲ့ဒီအချိန်မှာမင်းကလေးဟာလူတိုင်းရဲ့ဝိုင်းဝန်းတိုက်ခိုက်ခြင်းကိုခံနေရပါတယ်သူမကဒီစစ်ဆေးချက်ဟာအတုဖြစ်ကြောင်းဘလို့ပင်ရှင်းပြပါစေဘယ်သူမှသူမကိုမယုံကြပါဘူး
မိထွေးဖြစ်သူကသူမကိုစတင်ရိုက်နှက်ပါတော့တယ်ပြီးနောက်ကောက်ချစ်တဲ့အဲ့ဒီအမျိုးသမီးဟာမင်းကလေးနဲ့ဥယျာဉ်မှုတို့ဖောက်ပြန်နေကြပြီးကလေးဟာလည်း CEO ရဲ့ကလေးမဟုတ်ဘူးဆိုတဲ့နောက်ထပ်အလိမ်ညာတစ်ခုကိုပါထပ်မံပြောလိုက်ပါတယ်မင်းကလေးကပြန်လည်ပြောဆိုရတာကိုမြင်တဲ့အခါမှာတော့ကောက်ချစ်တဲ့ထိုမျိုးသမီးဟာပလင်းတစ်လုံးကိုဆွဲယူပြီးမင်းကလေးရဲ့ခေါင်းကိုရိုက်လိုက်ပြီးဒူမကိုမြေကြီးပေါ်ဆွဲလဲပစ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲ CEO ဟာစိတ်ထဲမှာတမျိုးကြီးဖြစ်လာပါတယ်အဲ့ဒီနောက်သူ့ဇနီးအနိုင်ကျင့်ခံနေရတယ်ဆိုတဲ့ဖုန်းခေါ်ဆိုမှုကိုသူရုတ်တရက်လက်ခံရရှိလိုက်ပါတော့တယ်